ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကန့်ကွက်နေတဲ့သူတွေကိုကျွန်တော်ကရိုးရိုးလေးပဲမေးချင်တာနော်ရွေးကောက်ပွဲခမည်းကန့်ကွက်ခမည်းအောင်မေးမယ်ခမည်းကန့်ကွက်ခမည်းအောင်မေးတာရှင်းရှင်းလေးပြောတာခမည်းကန့်ကွက်ရင်ခမည်းအောင်မေးတာရွေးကောက်ပွဲခမည်းကန့်ကွက်တယ်ဆိုတော့တစ်အချက်ခမည်းကကျွန်တော်တို့စစ်တပ်အုပ်ချုပ်အောင်မှာတော်တော်နေစေချင်တာလားအဲ့ကန့်ကွက်တဲ့ခမည်းကကျွန်တော်တို့ပြည်သူတွေကိုစစ်တပ်အုပ်ချုပ်မှုအောင်မှာတော်တော်နေစေချင်တာလားဒါကျွန်တော်တစ်ချက်မေးတာနှစ်အချက်ကျွန်တော်တို့ပြည်သူလူထုကိုဒီလိုမျိုးမတည်ငြိမ်မှုတွေအကြက်တဲတွေကြားထဲမှာတသက်လုံးခဏတော့ကျွန်တော်တို့နေစေချင်တာလားနောက်နောက်3ချက်ထပ်ပြောမယ်ကန့်ကွက်တဲ့သူတွေဟာခမားတို့ကိုယ်ပိုင်အကျိုးစီးပွားတွေအမုန်းတရားတွေနဲ့ကျွန်တော်တို့ဂျောင်ပိတ်ထားချင်တာလားခင်ဗျားတို့ဖြေဖို့လိုတယ်ရွေးကောက်ပွဲကိုကန့်ကွက်တဲ့သူတွေကိုပြောတာရှင်းရှင်းလေးနော်ရွေးကောက်ပွဲကန့်ကွက်သူတွေခင်ဗျားအဲ့3ချက်ကိုရိုးစမ်းဖြေအဲ့တော့ခင်ဗျားတို့ပြည်သူတွေကျွန်တော်ရိုးရိုးလေးပဲမေးပါမယ်ခင်ဗျားတို့ဒီတိုင်းနေကြမလားခင်ဗျားတို့ဒီတိုင်းနေသွားကြတော့မလားဒါမှမဟုတ်ပြောင်းလဲကြမလားကျွန်တော်ထပ်မိပါမယ်ခင်ဗျားတို့ဒီတိုင်းနေသွားကြမလားပြောင်းလဲကြမလားဆိုတာခင်ဗျားတို့ဖြေပါလို့ပြောရင်းနဲ့ဒီတော့ဒီလောက်ပါပဲ